မင်းနှင့်အတူထိုင်၍စားတောက်သောအခါတင့်ရှိမှအဘယ်သူရှိသည်ကိုစိတ်စိတ်ဆင်ခြင်လောတင်သည်စားကျူးတတ်သောသူဖြစ်လင်တင်ဤလေချောင်းကိုဓာနှင့်ရွယ်လောထိုမင်းဤခဲပွဲစားပွဲတို့ကိုအလိုမရှိနှင့်လှည့်စားတတ်သောအစာဖြစ်၏ငွေရတတ်ခြင်းကမကြိုးစားနှင့်ကိုညံကိုအမိမပြုနှင့်ပျောက်တတ်သောအရာကိုစစ်စစ်မျက်မှောက်ပြုသင့်သလောအကယ်စင်စစ်ရွှေလင်းတသည်မိုးကောင်းကင်သို့ပြန်တက်တဲ့ကဲ့သို့ထိုအရာသည်အတောင်တို့ကိုလှုပ်၍ပြန်သွားတတ်၏မနာလိုသောသူ၏အစာကိုမစားနှင့်သူ၏ခဲပွဲစားပွဲကိုအလိုမရှိနှင့်သူသည်စိတ်ထင်သည့်အတိုင်းဖြစ်၏စားသောက်တော့ဟုဆိုတော်လဲစေတနာစိတ်မရှိတင်သည်စားသောအစာကိုတဖန်အံရလိမ့်မည်တင်ချိုသောစကားလဲယိုယွင်းလိမ့်မည်မိုက်သောသူကြားအောင်စကားမပြောနှင့်တင်၏စကား၌ပါသောပညာကိုမထီမဲ့မြင်ပြုလိမ့်မည်အရေးဆိုင်သောမြေမှတ်တိုင်ကိုမရွှေ့နှင့်မိဘမရှိသောသူတို့၏လယ်ကိုမသိမ်းနှင့်အကြောင်းမူကားထိုသူတို့ကိုရွေးတော်မူသောသူသည်တကိုးကြီး၍တင့်တစ်ဖက်၌သူတို့အမှုကိုစောင့်တော်မူလိမ့်မည်ဆုံးမဩဝါဒ၌စိတ်နှလုံးဆွဲလန်း၍ပညာအတက်စကားကိုနာခံလောသူငယ်ကိုမဆုံးမပဲမနေနှင့်ကြိမ်လုံးနှင့်ရိုက်တော်လဲသူသည်မသေးကြိမ်လုံးနှင့်ရိုက်၍သူ၏အသက်ဝိညာဉ်ကိုဗရဏနိုင်ငံမှကယ်နှုတ်ရမည်ငါသာတင့်နှလုံး၌ပညာရှိလင်ငါနှလုံးငါကိုယ်တိုင်သည်ဝမ်းမြောက်လိမ့်မည်တင့်နှုတ်သည်မှန်သောစကားကိုပြောသောအခါငါကြောက်ကဲ့ရှင်လန်းလိမ့်မည်အပြစ်ထင်ရှားသောသူတို့ကိုညှူဆူသောစိတ်မရှိစေနှင့်တနေ့လုံးထာဝရဘုရားကိုကြောက်ရွံ့သောသဘောရှိစေလောအကယ်စင်စစ်အမှုဆုံးဖြတ်ချိန်သည်ရောက်လိမ့်မည်တင်မျောလင့်ခြင်းအကြောင်းမပြည့်ရငါသာငါစကားကိုနားထောင်၍ပညာရှိသဖြင့်ကိုယ်စိတ်နှလုံးကိုလမ်းမ၌ပဲ့ပြင်လောစပြည့်ရည်တောက်ကျူးသောသူအမဲသားစားကျူးသောသူတို့ကိုအပေါင်းဖော်မလုံးနှင့်တောက်ကျူးသောသူနှင့်စားကျူးသောသူသည်ဆင်းရဲခြင်းသို့ရောက်လိမ့်မည်အိတ်ကျူးသောသဘောသည်လူကိုအဝိစုံနှင့်ခြုံတတ်၏တင့်ကိုဖြစ်ပွားစေသောအဘ၏စကားကိုနားထောင်လောအသက်ကြီးသောအမိကိုမထီမဲ့မြင်မပြုနှင့်တမန်တရားကိုဝယ်လော့မယောင်းနှင့်ပညာကို၎င်းဆုံးမဩဝါဒကို၎င်းဉာဏ်တတ္တိကို၎င်းထို့အတူပြုလောဖြောင့်မတ်သောသူ၏အဘသည်အလွန်ဝမ်းမြောက်လိမ့်မည်ပညာရှိသောသားကိုဖြစ်ပွားစေသောသူသည်ထိုသား၌အားရဝမ်းမြောက်လိမ့်မည်သင်၏မိဘတို့သည်ဝမ်းမြောက်၍သင်ကိုမွေးဖွားသောသူသည်ရှင်လန်းလိမ့်မည်ငါသာသင်နှလုံးကိုငါအားပေးလောသင်မျက်စိတို့သည်ငါသွားသောလမ်းကိုကြည့်မှတ်ပါစေပြည်တစားမသည်နတ်သောကျုံးကဲ့သို့၎င်းအမျိုးပြတ်သောမိန်းမသည်ကျင်းသောမြေတွင်းကဲ့သို့၎င်းဖြစ်၏သူသည်ဓမြကဲ့သို့ချောင်းကြည့်တတ်၏လွန်ကျူးသောယောက်ျားများပြားစေခြင်းကပြုတတ်၏အဘဲသူသည်ဝမ်းနည်းခြင်းရှိသည်။အဘဲသူသည်ညီးတွားခြင်းရှိသည်။အဘဲသူသည်ရန်တွေ့ခြင်းရှိသည်။အဘဲသူသည်မိတမ်းခြင်းရှိသည်။အဘဲသူသည်အကျိုးအကြောင်းမရှိထိခိုက်၍နာခြင်းရှိသည်။အဘဲသူသည်မျက်စိနီခြင်းရှိသည်ဟုမူကားစပြည့်ရည်ကိုကြာမြင့်စွာတောက်လျက်နေသောသူဆေးနှင့်ရောသောစပြည့်ရည်ကိုရှားတက်သောသူတို့သည်ထိုသို့သောလက္ခဏာရှိကြ၏ဖလား၌နီလျက်အယောင်တောက်လျက်အချိုအမြင်ဝင်လျက်ရှိသောစပြည့်ရည်ကိုမကြည့်မရှုနှင့်နောက်ဆုံး၌မွေကဲ့သို့ကိုက်တတ်၏မွေစိုးကဲ့သို့နာစေတတ်၏သင်မျက်စိတို့သည်အမျိုးပြတ်သောမိန်းမတို့ကိုကြည့်ရှု၍သင်နှလုံးသည်လည်းကောက်သောစကားကိုမွတ်ဆိုလိမ့်မည်အကယ်စင်စစ်သင်သည်ပင်လေအလယ်၌အိတ်တော်သူသင်ပေါ်ရွတ်တိုင်ဖျားပေါ်မှအိတ်တော်သူကဲ့သို့ဖြစ်၏သူတို့သည်ငါကိုရိုက်ကြပြီသို့တော်လည်းငါမနာငါကိုထိုးကြတော်လဲငါမသိအဘဲအချိန်မှငါနိုးရမည်နီတဖန်ငါရှာအောင်မည်ဟုသင်ဆိုလိမ့်သည်